next station. I mean, where the fuck should I really even start? I got hoes that I'm keeping in the dark. I got my niggas across the street living large. Thinking back to the fact that they dead, thought my raps wasn't facts, so they sat with the bars. I got 2 phones, one need a charge. အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီကနေ့ကတော့ Sunway City ထဲကနေပြီးတော့ KLCC ထဲကို Public Transportation နဲ့တွားမှာဖြစ်ပါတယ်ဒါကတော့ Sunway BRT Station City ချာယာနောက်ဆုံး Station လို့တော့ပြောလို့ရတယ်ဒီကနေစပြီးတော့ထွက်ပါမယ်ဘာလို့လဲဆိုတော့ဒီ Station ကကျွန်တော်နေတဲ့နေရာနဲ့နီးလို့ပါဒီဟာကတော့ဒုတိယ Station Mantari ဒီ bus ရတော့ကျွန်တော်ဒီ Sunway City တစ်ခုကိုပဲတည်တံ့ပေးရပဲဖြစ်ပါတယ်ဒီ Station ကတော့ Sunway Lagoon Station Sunway Pyramid Shopping Mall တို့ Sunway Pyramid Hotel တို့တွားခြင်းဒီမှာဆင်းလို့ရပါတယ်ကျွန်တော်တို့ဒီ LRT နဲ့ transit လုပ်ဖို့ကကြတော့ဒီ USJ 70ကိုစီးရမှာ BRT line တစ်ခုလုံးမှာမှတ်တိုင်9ခုရှိတယ်အခုလာမယ့် station ကတော့ Sunmet Station အများဖြင့် Taylor's University Sunway Medical Center Sunway Square Sunway Geo Avenue အဲ့ဒီနေရာတွေကိုတွားမယ်ဆိုရင်တော့ဒီမှာဆင်းကြပါတယ်သူတွားတဲ့ system ကတော့ဒီနောက်ဆုံးနဲ့အစဒီမှတ်တိုင်တွေရောက်တိုင်းအောင်ဒီလိုပြန်ပြီးတော့꿰ပြီးတော့တွားပါတယ်နောက်တစ်မှတ်တိုင်တစ်ခုကတော့ Sanyo Monash Station ဒီ station ကတော့ဒီMonash University နဲ့ Sunway University တို့တွားမယ်ဆိုရင်ဒီမှာဆင်းလို့ရပါတယ်ခဏတော့က Sunmet Station မှာလည်း Sunway University ကိုတွားမယ်ဆိုရင်ဆင်းလို့ရပါတယ်ဒီ shopping mall တွေထဲကနေတော့ဖြတ်သွားရမယ်ကျွန်တော်အเจ้าမှာလှုပ်ရှားရှိလို့ခဏဝင်ခဲ့တယ်အဲ့ကနေပြီးတော့ဆက်သွားပါမယ်အခုနောက်ထပ် station ကတော့ Subway Station USJ 1မှာပေါ့နော် Okay နောက်ဆုံးတော့ USJ 7ကိုရောက်ပါပြီအဲ့ကနေအပေါ်ကိုတက်ပြီးတော့ရထားကိုစောင့်ပါမယ်ကျွန်တော်ဒီ KL Public Transportation System ရဲ့ map ကို description box ထဲမှာထည့်ထားပေးပါတယ်ဒီမှာကGrab တို့ Bolt တို့ကဈေးအလောက်တိတ်မမှန်ဘူးမနက်အစောကြီး6နာရီ9နာရီနဲ့နေ့ကင်းပိုင်းတစ်ချိန်အဲ့လောက်ပဲဈေးနည်းနည်းပို့တာည10နာရီ17နာရီအဲ့ပတ်ဝန်းကျင်ဆိုရင်တော့ဈေးကတော်တော်လေးမြောက်တယ်နောက်ပြီးတော့3-4ရောက်လောက်စုသွားမယ်ဆိုရင်တော့တစ်ခါလေး Grab နဲ့ပိုတန်တယ်လို့ပြောလို့ရတယ်ကြောက်သေးဆိုရင်တော့ Public Transportation နဲ့သွားမှခြွေတာရကြမယ်တခုကတော့ကျွန်တော်တို့ဒီရထားနဲ့သွားမယ်ဆိုရင်တော်တော်လေးကိုအချိန်ပေးရတယ်မြို့ထဲကိုရောက်ဖို့ဆိုရင်45မိနစ်တနာရီလောက်ကိုဖင်ပူအောင်ထိုင်ပြီးတော့စီးရတာသူက LRT ရော LRT ပဲဒါပေမဲ့မြို့ထဲကိုရောက်သွားတော့မြေအောက်ထဲကိုရောက်သွားတယ်MRT လို့ပြောလို့ရမှာ LRT လို့ပြောလို့ရမှာကျွန်တော်ဒီမှာဘယ် line ကဘာဆိုတော့ကျွန်တော် map ထဲမှာပါတယ်အဲ့ထဲမှာတော့တေချာတွားကြည့်လို့ရတယ်ဒီဗီဒီယိုရိုက်တော့တွားတော့ဒါကျွန်တော်ရဲ့ first time ဒီလိုပဲနောက်ဆိုတွားတောင်ဆိုပြီးတော့ map ထောက်ပြီးတော့တွားခဲ့ Granite ပဲတွားဖို့ရရကြတော့မဖြစ်သေးဘူးလေနောက်ဆုံးတော့ကျွန်တော်ဒီ Twin Tower နားက Avenue K Shopping Mall တွေကဒီ station မှာဆင်းလိုက်တယ်ကျွန်တော်တို့အခုတွားခဲ့တဲ့ line ကတော့ဒီ LRT line နဲ့တွားခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်အခု bus ကားနဲ့ရောရထားနဲ့ရောတွားခဲ့တာတိုးတော့5ချက်လား6ချက်လားမသိဈေးနှုန်းတော့အတိအကျမှတ်မိတော့အဲ့ပတ်ဝန်းကျင်လောက်ပဲကုန်ခဲ့တယ်အခု Twin Tower အောက်ကစူရီယာတွေကိုသွားမယ်အိမ်မှာနေ့လက်စာစားပြီးတော့ Granite ပြန်ပါပြီဒီနေ့ vlog ကတော့ဒီလောက်ပါပဲအခုလိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်တယောက်ချင်းတိုင်းအထူးပဲကျေးဇူးတင်ရှိပါတယ်နောက် vlog တွေမှာလည်းဘယ်သွားမလဲဆိုတာလည်း like ခဲ့ကြပါအောင်ကျွန်တော် channel ကိုလည်း subscribe လုပ်ဖို့မမေ့ပါနဲ့အောင်နောက် vlog တွေမှာပြန်ဆုံပါမယ်